အားလုံးပဲမင်္ဂလာပါကျွန်တော်နဲ့အတူတူခြေခံမလေးစကားပြောအတူတူလေ့လာကြမယ်နော်အာဝစနန္တာမင်းအာမလားအာဝစနန္တာမင်းအာမလားအာဝမင်းစနံအာတိတလာအာဝမင်းစနံအာတိတလာတိတ်တဲ့စာစီပုဟင်းအင်းငါအလုံးများတယ်တိတ်တဲ့စာစီပုဟင်းအင်းငါအလုံးများတယ်တိတက်ဆိုဟင်းအင်းနဲ့ဆာယာဆိုတာကျွန်တော်ငါစီပုအလုံးများသည်တိတက်ဆာယာစီပုကျွန်တော်အလုံးများတယ်နပစံအပါဘာမှဖို့စန္ဒရှိလေနပစံအပါဆိုတာဘာမှဖို့စန္ဒရှိလေနမာတယ်အန်အေကေနာဆိုတာမှာတယ်ပစံစန္ဒရှိအပါဘာလဲနပစံအပါဘာမှဖို့စန္ဒရှိလဲအပါပပုံဖို့လေဘာပဲဖြစ်ဖြစ်ရပါတယ်ဘာပဲဖြစ်ဖြစ်ရပါတယ်ကိုတော့အပါပပုံဖို့လေလို့ခေါ်ပါတယ်ပုံဆိုတာလေပဲဘိုလီဆိုတာကယာတီအပါဆိုတာကဘာလဲကျွန်တော်တို့တီးပြီးသားဖြစ်မှာပါဗျာကဲနောက်တစ်ကြောင်းကျွန်တော်တို့ဆက်လေ့လာကြမယ်အာဝစုကပွအပါအာဝစုကပွအပါမင်းဘာလို့ရတာကြိုက်လဲအာဝစုကပွအပါမင်းဘာလို့ရတာကြိုက်လဲအာဝဆိုတာမင်းစုကဆိုတာကြိုက်သည်ဘောလှုပ်တယ်အာဝစုကပွအပါကျွန်တော်ဒီနေ့မှလေ့လာတဲ့စကား၅လုံးကိုပြန်ပြောကြည့်ရအောင်အာဝစနန္တာမင်းအာမလားတိတက်စာစီပုဟင်းငါအလုံးများတယ်နပစအပါမင်းပါမှာဖို့စန္ဒရှိလဲအပါဘုံပိုလီဘာပဲဖြစ်ဖြစ်ရပါတယ်အာဝစုကပွက်အပါမင်းဘာလို့ရတာကြိုက်လဲကျွန်တော်တို့မလေးစကားပြောအခြေခံတူတူလေ့လာဖို့အတွက်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ